ရှေ့လေပိုင်းဒေသမှာနိုင်ငံတနိုင်ငံရဲ့တပ်မတော်ထပ်ပို့ပြီးအာဏာကြီးမားတဲ့အဖွဲ့တစ်ခုရှိနေတဲ့ဗျသူတို့ကစစ်ရေးတာမကနိုင်ငံရေးစီးပွားရေးလူမှုရေးကဏ္ဍတွေအထိထိန်းချုပ်ထားနိုင်တဲ့သူတွေအီရန်နိုင်ငံရဲ့အင်အားကြီးမှုနောက်ွယ်ကအဓိကမောင်းနှင်အားဒါမှမဟုတ်အနောက်တိုင်းနိုင်ငံတွေအတွက်ခေါင်းကိုက်စေတဲ့အဓိကအကြောင်းရင်းတစ်ခုသူတို့နာမည်ကတော့အစ္စလာမ်တော်လှန်ရေးတပ်ဖွဲ့သို့မဟုတ် IRGC ပါဒီနေ့မှာတော့1989ခုနှစ်ကတည်းကစတင်ဖြစ်ပေါ်လာခဲ့ပြီးဒီနေ့ကအမေရိကန်နဲ့မိတ်ဖက်နိုင်ငံတွေအထိချင်းချောက်နိုင်စွမ်းရှိနေတဲ့ IRGC ရဲ့တမိုင်းကြောင်းအာဏာပိုင်ဆိုင်မှုတွေနဲ့သူတို့ရဲ့လှုပ်ဝက်ချက်တွေကိုအသေးစိတ်အတူတူလေ့လာကြည့်ကြရအောင်ဗျရင်ဆုံး IRGC ဖြစ်ပေါ်လာပုံကိုမပြောမီသူတို့ဘယ်လိုပုံစံမျိုးဖွဲ့စည်းထားလဲဆိုတာကိုအရင်ကြည့်ရအောင်ပါသူတို့ကရိုးရှင်းတဲ့စစ်တပ်တစ်ခုတော့မဟုတ်ပါဘူးကဏ္ဍပေါင်းစုံပါဝင်တဲ့အေယာမအဖွဲ့အစည်းကြီးဖြစ်ပါတယ် IRGC ကိုအဓိကအပိုင်း၅ပိုင်းခွဲခြားနိုင်ပါတယ်နံပါတ်1ကြီးတပ်တပ်ဖွဲ့ဒါဟာ IRGC ရဲ့အကြီးဆုံးအစိပ်ပိုင်းပါစစ်တီအင်အား9သိန်းခန့်ရှိပြီးသူတို့တာဝန်ကနိုင်ငံအတွင်းလုံခြုံရေးနေဆက်ကာကွယ်ရေးနဲ့စံနှပြမှုတွေကိုဖြိုခွင်းရေးဖြစ်ပါတယ်ပုံမှန်တပ်မတော် Artish ကနယ်နိမိတ်ကာကွယ်ရေးကိုဦးစားပေးရင် IRGC ကြီးတပ်ကတော့နိုင်ငံတွင်းနိုင်ငံရေးတည်ငြိမ်မှုကိုဦးစားပေးပါတယ်နံပါတ်2လေကြောင်းအာကာသတပ်ဖွဲ့ဒီအပိုင်းကတော့ကမ္ဘာအစစ်မီသတင်းတွေထဲမှာအများဆုံးပါလာတဲ့အပိုင်းပါသူတို့ကလေယာဉ်မြန်တွေထပ်မစ်ဇိုင်းနဲ့ drone တွေကိုအဓိကထားတိစောက်ထားပြီးအီရန်ရဲ့ ballistic missile အစီအစဉ်ကို IRGC ကတာဝန်ယူထားပါတယ်ဥပမာ Shahed 3 missile တွေပါဒီ missile တွေက Israel နဲ့ American အခြေစိုက်စခန်းတွေကိုရောက်ရှိနိုင်စွမ်းရှိပါတယ်နောက်ပြီးကမ္ဘာအစစ်မီ drone တွေဖြစ်တဲ့ Shahed 1-3 စစ်လိုမျိုးတွေကိုလည်းဒီတပ်ဖွဲ့ကထုတ်လုပ်စီမံခန့်ခွဲပါတယ်နံပါတ်3ရေတပ်တပ်ဖွဲ့ဒါကို IRIN Islamic Revolutionary Guard Navy လို့ခေါ်ပါတယ်ပုံမှန်အီရန်ရေတပ်ကပင်လယ်ပြင်ကျယ်ကြီးမှာတွာလာပေမဲ့ IRGC ရေတပ်ကတော့ပါရှန်ပင်လယ်ကွေ့နဲ့ Hormuz ရေလက်ကြားမှာအဓိကလှုပ်ရှားပါတယ်သူတို့ရဲ့ viewer ကစစ်သင်္ဘောအကြီးတွေထက်လက်နက်တပ်ဆင်ထားတဲ့သင်္ဘောငယ်တွေအများအပြားဝိုင်းတိုက်တဲ့နည်းဗျူဟာပါကုန်သွယ်ရေးသင်္ဘောတွေကိုဖမ်းဆီးတာရေနံတင်သင်္ဘောတွေကိုချိန်ချောက်တာတွေကိုသူတို့လှုပ်ဆောင်နေရှိပါတယ်နံပါတ်4 Quds တပ်ဖွဲ့ဒါကတော့ IRGC ရဲ့အထူးတပ်ဖွဲ့ဖြစ်ပြီးနိုင်ငံခြားမှာလျှို့ဝှက်စစ်စင်ရေးတွေလှုပ်ဆောင်တဲ့တပ်ဖွဲ့ပါသူတို့ရဲ့တာဝန်ကအီရန်နိုင်ငံပြည်ပမှာအီရန်ရဲ့အကျိုးစီးပွားကိုကာကွယ်ဖို့မိဖက်အဖွဲ့အစည်းတွေကိုလေ့ကျင့်ပေးဖို့နဲ့လျှို့ဝှက်စစ်စင်ရေးတွေလှုပ်ဆောင်ဖို့ဖြစ်ပါတယ်နံပါတ်5 Basaj ကြံ့ခိုင်ရေးတပ်ဖွဲ့ဒါကတော့ IRGC ရဲ့လက်အောက်ခံအရက်သားတပ်ဖွဲ့ပါကျောင်းသားတွေဝန်ထမ်းတွေအမျိုးသမီးတွေအပါအဝင်စေတနာဝန်ထမ်းတန်းနဲ့ချီပါဝင်ပါတယ်သူတို့ရဲ့တာဝန်ကနိုင်ငံတွင်းလုံခြုံရေးတမန်တရားဖြန့်ကျက်ရေးဘေးအန္တရာယ်ကန်ဆယ်ရေးနဲ့စစ်ပွဲဖြစ်ပွားရင်စစ်သားအဖြစ်ပါဝင်တိုက်ခိုက်ရေးဖြစ်ပါတယ်2022ခုနှစ်ဆန္ဒပြပွဲတွေမှာလမ်းမပေါ်ကဆန္ဒပြသူတွေကိုဖမ်းဆီးနှိမ်နင်းခဲ့တာတွေကဒီ Basaj တပ်ဖွဲ့ဝင်တွေပဲဖြစ်ပါတယ်ဒီဖွဲ့စည်းပုံကိုကြည့်ရင်သိနိုင်တာက IRGC ဟာစစ်ရေးသက်သက်မဟုတ်ပဲနိုင်ငံတော်ရဲ့လုံခြုံရေးနိုင်ငံခြားရေးလူမှုရေးကဏ္ဍတွေအထိပါဝင်ပတ်သက်နေတဲ့အေယာမရန်တရားကြီးဖြစ်နေပါတယ်ဒီတပ်ဖွဲ့ဟာအစ္စလာမစ်သမ္မတနိုင်ငံရဲ့အကာအကွယ်တပ်ဖွဲ့ကနေဒေသတစ်ခုလုံးကိုလွှမ်းမိုးနိုင်တဲ့အင်ပါယာကြီးဖြစ်လာခဲ့ပြီးတနိုင်ငံလုံးရဲ့စီးပွားရေးသုံးပုံတစ်ပုံလောက်ကိုချုပ်ကင်ထားပါတယ်ဒီလိုအင်အားကြီးတဲ့ IRGC တပ်ဖွဲ့ဘယ်လိုဖြစ်ပေါ်လာတာလဲတမိုင်းကြောင်းကိုဆက်ကြည့်ရအောင်ပါ IRGC ရဲ့တမိုင်းကိုနားလည်ဖို့ဆိုရင်1989ခုနှစ်အီရန်တော်လှန်ရေးကိုပြန်ကြည့်ဖို့လိုအပ်ပါတယ်အီရန်နိုင်ငံဟာတစ်ချိန်ကရှားဘီယင်မိုဟာမက်ရီဇာပါလဗီရဲ့အုပ်ချုပ်မှုအောက်မှာရှိစဉ်တုန်းကအမေရိကန်ရဲ့အဓိကမဟာမိတ်ဖြစ်ခဲ့ပါတယ်သူ့ကို1953ခုနှစ်ဗြိတိန်နဲ့အမေရိကန်ထောက်လှမ်းရေးတွေကအာဏာပေးခဲ့တာပါအဲ့ဒီနောက်မှာရှားဘီယင်ကသူ့အာဏာကိုပို့ပြီးခိုင်မာအောင်ရဲတပ်ဖွဲ့ကြီးတစ်ခုလုံးတည်ထောင်လိုက်ပါတယ်အဲ့ဒီတပ်ဖွဲ့ကို Savak လို့အမည်ပေးခဲ့ပါတယ်သူတို့ကမီဒီယာတွေကိုချုပ်ကင်ထားပြီးဘယ်သူမှဆိုရှားဘီယင်ကိုဝေဖန်ရင်ပျောက်ကွယ်သွားနိုင်တယ်စိုင်းတွေပိတ်သိမ်းခံရနိုင်တယ်ဒါမှမဟုတ်ကြိုးပေးခံရနိုင်တယ်ဒီလိုဖိနှိပ်မှုကြီးကနောက်ဆုံးမှာပြည်သူ့ဆန္ဒကိုပုံမပြင်းထန်လာစေခဲ့တယ်1988ခုနှစ်မှာဆန္ဒပြပွဲတွေစတင်ပြီး1989ခုနှစ်ဇန်နဝါရီလမှာရှားဘီယင်ဟာအီရန်နိုင်ငံကနေထွက်ပြေးခဲ့ရတယ်။အဲဒီအချိန်မှာပြည်ပရောက်နေတဲ့ဘာသာရေးခေါင်းဆောင်အယာထိုးလာခိုမီနီပြန်ရောက်လာနိုင်ခဲ့တယ်။ရှားဘီယင်အာဏာရှင်စနစ်ကိုစန့်ကျင်ပြီးအယာထိုးလာခိုမီနီဦးဆောင်တဲ့အစ္စလမ်ဘာသာရေးခေါင်းဆောင်တွေအာဏာရလာခဲ့ကြတယ်။ဒါပေမဲ့တော်လှန်ရေးအောင်မြင်ပြီးတာနဲ့ခိုမီနီအနေနဲ့စိုးရိမ်စရာတစ်ခုရှိနေခဲ့တယ်။အဲ့ဒါကတော့အီရန်ရဲ့ရှေးရိုးစွဲတပ်မတော် Artish ပါ။ဒီတပ်မတော်ဟာရှားဘီယင်နဲ့အလွန်နီးစပ်ပြီးနိုင်ငံခြားဩဇာအထူးသဖြင့်အမေရိကန်လွှမ်းမိုးမှုရှိနိုင်တယ်။ဒါကြောင့်ဒေါ်လာရေးရဲ့တန်ဖိုးကိုကာကွယ်ဖို့ဘာသာရေးစိတ်ဓာတ်ပြင်းထန်တဲ့လူငယ်တွေနဲ့ဖွဲ့စည်းထားတဲ့ဒုတိယတပ်ဖွဲ့တစ်ခုလိုအပ်တယ်လို့ခိုမာနီကယုံကြည်ခဲ့တယ်။
1989ခုနှစ်မေလ9ရက်နေ့မှာတော့အစ္စလာမ်တော်လှန်ရေးတပ်ဖွဲ့ IRGC ကိုတရားဝင်ဖွဲ့စည်းလိုက်ပါတယ်။အဲ့ဒီမှာ IRGC စပြီးတည်တည်ခဲ့တာပါ။သူတို့ရဲ့ရည်ရွယ်ချက်ကတော့ရိုးရှင်းပါတယ်။နိုင်ငံခြားကျူးကျော်မှုကိုကာကွယ်ခြင်းနိုင်ငံတွင်းနိုင်ငံရေးစန့်ကျင်ဘက်တွေကိုနှိမ်နင်းခြင်းအစ္စလာမ်တော်လှန်ရေး ideology ကိုကာကွယ်စောင့်ရှောက်ခြင်းပုံမှန်တပ်မတော်ကနယ်နိမိတ်ကာကွယ်ရေးကိုတာဝန်ယူရင်း IRGC ကတော့တော်လှန်ရေးရဲ့ဝိညာဉ်ကိုကာကွယ်ဖို့တာဝန်ယူတယ်လို့ဆိုနိုင်ပါတယ်။စတဲ့ဖွဲ့စည်းချိန်မှာ IRGC ကလက်နက်ကင်တပ်သား1000လောက်ပဲရှိခဲ့ပါတယ်။ဒါပေမဲ့သူတို့ရဲ့ဖွဲ့စည်းပုံဟာပုံမှန်စစ်တပ်နဲ့မတူပါဘူး။သူတို့မှာဘာသာရေးလမ်းညွှန်တွေပါဝင်ပြီးစစ်သားတိုင်းဟာစစ်ရေးတာမကဘာသာရေးတင်နန်းတွေကိုလည်းတက်ရောက်ရပါတယ်။ဒါဟာသူတို့ကိုစစ်သားတတ်မဟုတ်ပဲဘာသာရေးတိုက်ပွဲဝင်များ ideological fighters အဖြစ်ပြောင်းလဲစေခဲ့ပါတယ်။1980ပြည့်နှစ်မှာအီရတ်နဲ့အီရန်နှစ်နိုင်ငံကြားကရှတ်အယ်အာရတ်မြစ်ဝကျွန်းပေါ်ဒေသအထူးသဖြင့်ရေနံတင်ပို့ဖို့ဗျူဟာမြောက်အရေးပါတဲ့နေရာပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးကာလရှည်နယ်နိမိတ်အငင်းပွားမှု1989ခုနှစ်အီရန်တော်လှန်ရေးအပြီးမှာအီရန်ကရှီရိုက်အစ္စလမ်ဝါဒကိုအိမ်နီးချင်းနိုင်ငံတွေစီပြန့်ပွားအောင်ကြိုးပမ်းလာတဲ့အခါအီရတ်သမ္မတဆာဒန်ဟူစိန်ကဒါဟာသူ့ရဲ့အာဏာကိုချိန်ကြောက်လာနိုင်တယ်လို့စိုးရိမ်ခဲ့တဲ့ဘာသာရေးနဲ့နိုင်ငံရေးဝါဒကွဲပြားမှုဆာဒန်ဟူစိန်ဟာအီရန်မှာတော်လှန်ရေးကြောင့်မတည်မငြိမ်ဖြစ်နေချိန်ကိုအခွင့်ကောင်းယူပြီးပါရှန်ပင်လယ်ကွေ့မှာအီရတ်ကိုအင်အားအကြီးဆုံးနိုင်ငံဖြစ်လာစေဖို့နဲ့အီရန်ရဲ့နယ်မြေအချို့ကိုသိမ်းပိုက်ဖို့ဒေသတွင်းဩဇာလွှမ်းမိုးလိုမှုဆိုတဲ့အချက်တွေကြောင့်1980စက်တင်ဘာ22ရက်နေ့မှာဆာဒန်ဟူစိန်တပ်တွေဟာအီရန်ကိုလေကြောင်းကနေစတင်ဗုံးကျဲခဲ့ပါတယ်။မြေပြင်ကနေလည်းကျူးကျော်ဝင်ရောက်လာပြီးအီရန်နဲ့အီရတ်စစ်ပွဲစတင်ဖြစ်ပွားခဲ့တဲ့အခါ IRGC ရဲ့အခမ်းကဏ္ဍကပိုပြီးကြီးမားလာခဲ့ပါတယ်။ပုံမှန်တပ်မတော်ရဲ့အရာရှိတွေကိုမယုံကြည်တဲ့အတွက်ခိုမီနီက IRGC ကိုပဲအဓိကထားအသုံးပြုခဲ့ပါတယ်။အီရန်အီရတ်စစ်ပွဲအတွင်း IRGC ကနောက်ထပ်အရေးကြီးတဲ့အတွေ့အကြုံတစ်ခုလည်းရလိုက်တယ်ဗျ။အဲ့ဒါကတော့ပြည်ပမှာကိုယ်စားလှယ်တပ်ဖွဲ့ဖွဲ့စည်းခြင်းပါဒီလိုနဲ့1982ခုနှစ်မှာအစ္စရေးကလက်ဘနွန်ကိုကျူးကျော်တယ်။ IRGC ကလက်ဘနွန်ကိုစစ်သည်တွေဆေလွတ်တယ်။သူတို့ရဲ့တာဝန်ကရှီရတ်မွတ်စလင်လူငယ်တွေကိုစူးစီးပြီးလေ့ကျင့်ပေးဖို့အတွက်ပါ။အဲဒီကနေမွေးဖွားလာတဲ့အဖွဲ့အစည်းကြီးကတော့ Hezbollah ပဲဖြစ်ပါတယ်။ Hezbollah ဟာ IRGC ရဲ့ပထမဆုံးအောင်မြင်တဲ့ project လို့ဆိုရမှာပါ။အီရန်ရဲ့တော်လှန်ရေးအယူအဆကိုနယ်စပ်ဖြတ်ကျော်ပြန့်နှံ့အောင်လုပ်နိုင်တဲ့ပုံစံတစ်ခုလို့ဆိုပါတယ်။ဒါဟာနောင်နှစ်ပေါင်းများစွာ IRGC ကျင့်သုံးမဲ့နည်းဗျူဟာဖြစ်နေတော့တာပါပဲ။ဒီစစ်ပွဲကာလမှာ IRGC ဟာလူအင်အားတန်းချီပြီးတိုးချဲ့နိုင်ခဲ့တယ်လို့ Human Wave Attack လိုမျိုးကြမ်းတမ်းတဲ့နည်းဗျူဟာတွေကိုပါကျင့်သုံးခဲ့ရပါတယ်။ဒီလိုကြမ်းတမ်းတဲ့စစ်ပွဲအတွေ့အကြုံတွေကသူတို့ကိုပုံမှုကြန့်ခိုင်ပြီးနောက်ပိုင်းဒေတာရင်းစစ်ပွဲတွေအတွက်အခြေခံအုံမြင့်ဖြစ်စေခဲ့ပါတယ်။ဒီနေရာမှာမေးစရာရှိတာက IRGC နဲ့ပုံမှန်တပ်မတော် Artesh ကပါကွာတာလဲ။အတူချုပ်ပြောရရင်တပ်မတော်ကနိုင်ငံကိုကာကွယ်သူ IRGC ကတော့အစိုးရစနစ်ကိုကာကွယ်သူပါ။ဒီကွာခြားချက်ဟာအီရန်နိုင်ငံရေးမှာအလွန်အရေးကြီးတဲ့အချက်ဖြစ်နေပါတယ်။1988ခုနှစ်မှာစစ်ပွဲပြီးဆုံးတဲ့အခါ IRGC ဟာအီရန်ရဲ့အင်အားအကြီးဆုံးဖွဲ့စည်းတစ်ခုဖြစ်လာခဲ့ပြီးစစ်အတွေ့အကြုံရှိတဲ့စစ်သည်တွေတိစောက်ပြီးသားကွန်ရက်တွေနဲ့နိုင်ငံရေးမှာဩဇာကြီးလာတဲ့ခေါင်းဆောင်တွေအများကြီးပေါ်ထွက်လာခဲ့ပါတယ်။အီရန်အီရတ်စစ်ပွဲအပြီး1988ခုနှစ်လောက်ရောက်တော့ IRGC ဟာစစ်ရေးတသက်မဟုတ်တော့ပါဘူး။သူတို့ကနယ်နိမိတ်ကျော်လှုပ်ရှားလာကြတယ်။ဒီနေရာမှာအဓိကစွမ်းဆောင်နိုင်တာက IRGC ရဲ့အထူးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ Quds တပ်ဖွဲ့ပါ။ Quds တပ်ဖွဲ့ဆိုတာ IRGC ရဲ့နိုင်ငံခြားလှုပ်ဆောင်ရေးဌာနချုပ်ပါ။သူတို့ရဲ့တာဝန်ကအီရန်နိုင်ငံပြင်ပမှာအီရန်ရဲ့အကျိုးစီးပွားကိုကာကွယ်ဖို့မိဖက်အဖွဲ့အစည်းတွေကိုလေ့ကျင့်ပေးဖို့နဲ့လျှို့ဝှက်စစ်ဆင်ရေးတွေလှုပ်ဆောင်ဖို့ဖြစ်ပါတယ်။2001ခုနှစ်စက်တင်ဘာလ17ရက်အမေရိကန်ကအာဖဂန်နစ္စတန်ကိုစစ်ကြေညာတယ်။2003ခုနှစ်မှာအီရတ်ကိုကျူးကျော်တယ်။ဆာဒန်ဟူစိန်ဖြုတ်ချခံလိုက်ရတယ်။ဒီလိုနဲ့အီရန်ရဲ့အနောက်ဘက်အိမ်နီးချင်းနဲ့အရှေ့ဘက်အိမ်နီးချင်းနှစ်နိုင်ငံစလုံးမှာအမေရိကန်စစ်တပ်တွေရောက်လာတယ်။အီရန်နိုင်ငံအတွက်တော့ဒီအခြေအနေကအချိန်မရွေးအန္တရာယ်ရှိလာနိုင်တယ်လို့မြင်ပါတယ်။ပြီးတော့ဒါကိုအခွင့်အရေးတစ်ခုလို့လည်းမြင်တယ်။ချက်ချင်းဆိုသလို IRGC ရဲ့ Quds တပ်ဖွဲ့တွေဟာအီရတ်နိုင်ငံတွေကိုဝင်ရောက်သွားပြီးရှီရတ်ဘာသာဝင်အများစုနေထိုင်တဲ့တောင်ပိုင်းဒေသတွေမှာနာမည်ကြီး Hezbollah အပါအဝင်ပြည်သူစစ်တွေဖွဲ့စည်းခဲ့တယ်။ဒီလှုပ်ရှားမှုတွေအားလုံးရဲ့ဗဟိုမှာရှိနေသူကဗိုလ်ချုပ်ကြီးကာဆင်ဆူလိုက်မာနီပါ2020ပြည့်နှစ်မှာအမေရိကန်ကပြစ်ခတ်တပ်ဖြတ်ခံရတဲ့အထိအရှေ့လေပိုင်းရဲ့အထိခိုက်ခံရဆုံးပုဂ္ဂိုလ်တူဖြစ်ခဲ့ပါတယ်။သူ့ရဲ့ viewer က proxy war သို့မဟုတ်ကိုယ်စားလှယ်စစ်ပွဲပါ။အီရန်ကဓာတ်ရိုက်စစ်မခံပဲဒေတာရင်းမိဖက်အဖွဲ့အစည်းတွေကိုလက်နက်ငွေကြေးနဲ့လေ့ကျင့်မှုတွေပေးပြီးသူတို့ကတဆင့်အမေရိကန်နဲ့အစ္စရေးကိုတိုက်ခိုက်ခိုင်းတာပါ။ဒီကွန်ရက်ကြီးကို Axis of Resistance ခုခံတော်လှန်ရေးဝင်ရိုးစွန်းလို့အီရန်ကခေါ်ပေါ်ကြပါတယ်။နိုင်ငံအလိုက်ခွဲခြားကြည့်အောင်။ နံပါတ်1 Lebanon Hezbollah ဒါဟာအီရန်ရဲ့အောင်မြင်ဆုံးမိဖက်ပါ
1980ပြည့်နှစ်တွေကတည်းက IRGC က Hezbollah ကိုစတင်ဖွဲ့စည်းလေ့ကျင့်ပေးခဲ့တာဖြစ်ပါတယ်။လက်ရှိမှာ Hezbollah ဟာလက်ဘနွန်နိုင်ငံရေးမှာဝင်ရောက်ဆွတ်ဖက်နိုင်တဲ့အထိအင်အားကြီးပါတယ်။မစ်ဇိုင်းအလုံးရေ3သိန်းကျော်ပိုင်ဆိုင်ထားပြီး Israel ကိုတိုက်ရိုက်ချင်းချောက်နိုင်ပါတယ်။နံပါတ်2ဆီးရီးယားနိုင်ငံ2011ခုနှစ်ဆီးရီးယားပြည်တွင်းစစ်စတင်တဲ့အခါအာဆတ်အစိုးရကြာဆုံးမဲ့အချိန်မှာ IRGC ကဝင်ရောက်ကယ်တင်ခဲ့ပါတယ်။ဆီးရီးယားနိုင်ငံထဲမှာ IRGC တပ်တွေအခြေစိုက်နေထိုင်ကြပါတယ်။ဒါမတ်စကတ်လေဆိပ်အနီးမှာ IRGC ရဲ့အခြေစိုက်စခန်းတွေရှိနေပြီး Israel ကအကြိမ်ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့ဦးပါတယ်။နံပါတ်3ပါလက်စတိုင်း Hamas ဂါဇာဒေသကဒီအဖွဲ့ကို IRGC ကငွေကြေးနဲ့လက်နက်တွေထောက်ပံ့ပါတယ်။2023အောက်တိုဘာလက Hamas ရဲ့ Israel တိုက်ခိုက်မှုနောက်ကွယ်မှာလည်းအီရန်ရဲ့အားပေးမှုတွေရှိနေတယ်လို့သုံးသပ်ကြပါတယ်။ယီမင်ဟူသီပင်လယ်ကုန်စီတည်ယူပို့ဆောင်ရေးလမ်းကြောင်းတွေကိုထိန်းချုပ်နိုင်သူတွေပါ။သူတို့ကပင်လယ်ကုန်သင်္ဘောတွေကိုပစ်ခတ်တာဒရုန်းတွေနဲ့တိုက်ခိုက်တာတွေကိုလှုံ့ဆော်ပါတယ်။ IRGC ကသူတို့ကိုမစ်ဇိုင်းနည်းပညာတွေလွှဲပြောင်းပေးခဲ့တယ်လို့ကုလသမဂ္ဂအစည်းအဝေးခံစာတွေကဆိုပါတယ်။နံပါတ်5အီရတ်မီရှီယာအဖွဲ့များအီရတ်နိုင်ငံတဲက Kataib Hezbollah အဖွဲ့တွေက IRGC ရဲ့လက်အောက်ခံတွေပါ2020ပြည့်နှစ်မှာဘဂ္ဂဒက်လေဆိပ်ကိုမစ်ဇိုင်းနဲ့ပစ်ခတ်ခဲ့တာကဒီအဖွဲ့တွေပါဒီတိုက်ခိုက်မှုတွေကြောင့်ပဲအမေရိကန်ကဆိုလီမာနီကိုပြန်လည်တုံ့ပြန်တပ်ဖြတ်ခဲ့တာဖြစ်ပါတယ်ဒီလိုနဲ့ပဲ IRGC ဟာအိမ်စောက်တပ်ဖွဲ့ကနေဒေသတစ်ခုလုံးကိုလွှမ်းမိုးနိုင်တဲ့အင်ပါယာကြီးဖြစ်လာခဲ့ပြီးလက်ဘနွန်ကနေယီမင်ဆီးရီးယားကနေအီရတ်အထိဩဇာလွှမ်းမိုးမှုရခဲ့တယ်ကော့စတပ်ဖွဲ့ရဲ့ဘတ်ဂျက်တွေကိုတိတိကျကျသိရဖို့ခက်ခဲပါတယ်ဘာလို့လဲဆိုတော့သူတို့ရဲ့ငွေကြေးလှုပ်ရှားမှုတွေဟာနိုင်ငံတော်ဘတ်ဂျက်ထဲမှာမပါဝင်ပဲလျှို့ဝှက်ငွေကြေးလမ်းကြောင်းကနေစီးဆင်းနေရှိလို့ပါ2019ခုနှစ်မှာအမေရိကန်က IRGC တပ်ဖွဲ့လုံးကိုနိုင်ငံခြားအကြမ်းဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ်ခဲ့ပါတယ်ဒါဟာသမိုင်းမှာပထမဆုံးအကြိမ်နိုင်ငံတနိုင်ငံရဲ့တရားဝင်တပ်ဖွဲ့ကိုအကြမ်းဖက်အဖွဲ့လို့သတ်မှတ်တာဖြစ်ပါတယ်ဒီဆုံးဖြတ်ချက်ကအီရန်နဲ့အမေရိကန်ဆက်ဆံရေးကိုပုံမဆိုးရွားသွားစေခဲ့ပါတယ်ဒီလိုစီးရေးချက်ထွင်မှုတွေကြောင့် IRGC ဟာအီရန်နိုင်ငံအတွက်တမကတကမ္ဘာလုံးငြိမ်းချမ်းရေးအတွက်ပါစိုးရိမ်စရာတစ်ခုဖြစ်လာခဲ့ပါတယ်။နောက်ပြီး IRGC ရဲ့အင်အားကစစ်ရေးတသက်နဲ့တည်းရပ်တန့်မနေပါဘူး။စစ်ပြေးတာနဲ့ IRGC တပ်တွေဟာနောက်ထပ်စစ်မျက်နှာသစ်တစ်ခုဖွင့်လှစ်ခဲ့ပါတယ်။ဒီတကဖွင့်လှစ်တဲ့စစ်မြေပြင်ကတော့စီးပွားရေးစစ်မြေပြင်ဖြစ်ပါတယ်။ IRGC ကိုစစ်တပ်လို့ပဲမြင်အောင်ကြပေမဲ့တကယ်တမ်းမှာသူတို့ဟာအီရန်နိုင်ငံရဲ့အကြီးဆုံး corporation တစ်ခုလည်းဖြစ်ပါတယ်။စစ်ပွဲပြီးတာနဲ့အီရန်ဟာပျက်စီးသွားတဲ့အခြေခံအဆောက်အအုံတွေကိုပြန်လည်တည်ဆောက်ရမယ်။တရားတွေလမ်းတွေရေနံမြေတွေစိတ်ကမ်းတွေဒါပေမဲ့နိုင်ငံတကာပိတ်ဆို့မှုတွေကြောင့်နိုင်ငံခြားကုမ္ပဏီတွေဝင်လာဖို့ခက်ခဲနေချိန်ဒီခွင့်ရေးကို IRGC ကအမိအရဆုပ်ကိုင်လိုက်ပါတယ်။စစ်တပ်အတွင်းအင်ဂျင်နီယာတပ်ဖွဲ့တွေကိုပြန်လည်စူးစီးပြီးစောက်လုပ်ရေးကုမ္ပဏီကြီးတစ်ခုတည်ထောင်တယ်။ Khatam Alambia ဌာနချုပ်ဆိုပြီးနာမည်ရလာတယ်။ဒီကုမ္ပဏီဟာဒီနေ့အချိန်မှာအီရန်နိုင်ငံရဲ့အကြီးဆုံး contractor ကုမ္ပဏီတစ်ခုဖြစ်လာပါတယ်။ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းတွေမှာ IRGC ကပါဝင်ပတ်သက်နေပါတယ်။နိုင်ငံခြားကုမ္ပဏီတွေအနောက်တိုင်းပိတ်ဆို့အရေးယူမှုတွေကြောင့်ထွက်ခွာသွားတဲ့ဒီလုပ်ငန်းခွင်တွေကို IRGC ကရယူထားလေရှိပါတယ်။စိတ်ကမ်းတွေမီးရထားလမ်းတွေရေကာတာတွေအိမ်ယာစီမံကိန်းတွေကို IRGC ကုမ္ပဏီတွေကစောက်လုပ်ကြပါတယ်။2000ပြည့်နှစ်ဝန်းကျင်ကစတင်ပြီးအီရန်ရဲ့စောက်လုပ်ရေးစီမံကိန်း85%လောက်ကို IRGC ကထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ပိတ်ဆို့အရေးယူမှုတွေကြားမှာနိုင်ငံခြားကုန်ပစ္စည်းတွေကိုတင်သွင်းဖြန့်ဖြူးတဲ့လုပ်ငန်းတွေကိုလည်း IRGC ကထိန်းချုပ်ထားပါတယ်။စံတကြားစီအပါဝင်စတဲ့အခြေခံကုန်ပစ္စည်းတွေပါဒီလိုနဲ့ IRGC ကစီးပွားရေးလုပ်ငန်းတွေတဖြည်းဖြည်းချဲ့ထွင်လာပြီးစောက်လုပ်ရေးလုပ်ငန်းကနေဘဏ်လုပ်ငန်းအာမခံလုပ်ငန်းတပ်ထုတူဖို့ရေးနဲ့စက်သွယ်ရေးကုမ္ပဏီတွေအထိတိုးချဲ့ခဲ့ပါတယ်။ဒါ့အပြင်2009ခုနှစ်မှာအီရန်ရဲ့အကြီးဆုံးမိုဘိုင်းဖုန်းကုမ္ပဏီဖြစ်တဲ့ Haran EFA MCI ကို IRGC ကဝယ်ယူလိုက်ပြီးနောက်အင်တာနက်ကွန်ရက်၊ဆဲဖုန်းကွန်ရက်တွေမှာလည်း IRGC ကထိန်းချုပ်လာတာတွေရှိပါတယ်။နိုင်ငံတွင်းအင်တာနက်ကိုထိန်းချုပ်တဲ့ National Information Network စီမံကိန်းတွေမှာလည်းသူတို့ကဦးဆောင်နေပါတယ်။ခမန်းချက်တွေရ IRGC နဲ့သူတို့ဆက်နွယ်တဲ့ကုမ္ပဏီတွေဟာအီရန်နိုင်ငံရဲ့စီးပွားရေး10%ကနေ30%အထိထိန်းချုပ်ထားပါတယ်။သူတို့ရဲ့နှစ်စဉ်စစ်ဘက်အသုံးစရိတ်တစ်ခုတည်းတင်ဒေါ်လာ6ဘီလီယံကနေ9ဘီလီယံအထိရှိပါတယ်။ဒါဟာအီရန်တရားဝင်စစ်ဘက်အသုံးစရိတ်ရဲ့40%လောက်နဲ့ညီမျှပါတယ်။ဒီစီးပွားရေးအင်ပါယာကြီးဟာအီရန်နိုင်ငံရေးမှာလည်းဩဇာတက်ရောက်မှုရှိလာပါတယ်။ IRGC အဖွဲ့ဝင်ဟောင်းတွေဟာအီရန်နိုင်ငံရေးတွေကိုဝင်လာကြပါတယ်။သမ္မတဟောင်းတမူဖြစ်တဲ့မိုဟာမက်အာမတ်ဒနဂျစ်ကိုတိုင် IRGC မှာတာဝန်ထမ်းဆောင်ခဲ့ဦးပါတယ်။သူ့အစိုးရအဖွဲ့မှာလည်း IRGC စစ်ပြန်ဟောင်းတွေအများကြီးပါဝင်ပါတယ်။ဒီလိုနဲ့ပဲ Qatar Empire ကုမ္ပဏီဟာ IRGC ရဲ့အဓိကပိုင်ဆိုင်မှုဖြစ်လာပြီးအီရန်နိုင်ငံရဲ့စီမံကိန်းအများစုကိုထိန်းချုပ်ထားပါတယ်။ဒီလိုစီးပွားရေးလက်ဝဲကြီးအုပ်မှုကဘာကိုဆိုလိုတယ်လဲဆိုရင်ပထမဆုံးကတော့ငွေကြေးလွတ်လပ်မှုပါ
IRGC ကအစိုးရဘတ်ဂျက်ကိုစောင့်မျှော်နေစရာမလိုပဲကိုပိုင်ဝင်ငွေရှိတဲ့အတွက်နိုင်ငံရေးစုံဖြတ်ချက်တွေမှာအစိုးရကိုပြန်လည်ဖိအားပေးနိုင်ပါတယ်ဒုတိယကတော့ပိတ်ဆို့အရေးယူမှုတွေကိုကြော်ဖြတ်နိုင်ကြပါအနောက်တိုင်းကအီရန်ကိုစီးပွားရေးပိတ်ဆို့လိုက်တဲ့အခါပြည်သူတွေဒုက္ခရောက်ပေမဲ့ IRGC ကတော့ဈေးကွက်ရှားပါမှုကိုအခွင့်ကောင်းယူပြီးပုံမူကျွဲဝချမ်းသာလာလေးရှိပါတယ်ဒီလိုစီးပွားရေးအာဏာကြောင့်အီရန်ပြည်သူတွေကြားမှာမကြေမနက်ဖြစ်မှုတွေမြင့်တက်လာပါတယ်နိုင်ငံတော်တပ်ဖွဲ့ဆိုတာထက်စီးပွားရေးမာဖီးယားလို့မြင်လာကြသူတွေလည်းရှိပါတယ်2019ခုနှစ်နဲ့2020ခုနှစ်ဆန္ဒပြပွဲတွေမှာဆန္ဒပြသူတွေက IRGC ရဲ့စီးပွားရေးလက်ဝါးကြီးအုပ်မှုကိုထောက်ပြပြီးအာဏာရှင်များထွက်သွားလို့ကြွေးကြော်ခဲ့ကြပါတယ်ဒါ့အပြင်နိုင်ငံရေးရွေးကောက်ပွဲမှာလည်း IRGC ကငွေကြေးထောက်ပံ့မှုတွေရှိနေတယ်လို့သတင်းတွေကဖော်ပြလိမ့်ရှိပါတယ်သူတို့ကြိုက်နှစ်သက်တဲ့ကိုယ်စားလှယ်ကိုရွေးချယ်တင်မြှောက်ဖို့အတွက်လွှမ်းမိုးနိုင်စွမ်းရှိပါတယ်ပြောရရင် IRGC ကအီရန်နိုင်ငံရဲ့နိုင်ငံရေးစီးပွားရေးလုံခြုံရေးဆိုတဲ့ဝန်ရိုးစွန်း၃ခုလုံးကိုထိန်းချုပ်ထားတဲ့နိုင်ငံအတွင်းကနိုင်ငံ state within a state တစ်ခုဖြစ်နေပါပြီ2020ပြည့်လွန်နှစ်တွေမှာ IRGC ရဲ့နည်းပညာဖွံ့ဖြိုးမှုဟာတိတိတတ်တာမြန်ဆန်လာပါတယ်အထူးသဖြင့် drone နဲ့ missile နည်းပညာဘက်တွေမှာလျင်လျင်မြန်မြန်တိုးတက်လာခဲ့ပါတယ်သူတို့ရဲ့ဒုံးကြီးစွမ်းရည်ကို2019ခုနှစ်မှာ Saudi Arabia ရေနံစက်ရုံကိုတိုက်ခိုက်ခဲ့တဲ့အခါကမ္ဘာကမြင်ခဲ့ရပါတယ်အဲ့နောက်ပိုင်း drone နည်းပညာကတော့ IRGC ရဲ့အထူးပြုနယ်ပယ်ဖြစ်လာပါတယ်။ Shahab 136လိုမျိုးတစ်ခါသုံး drone တွေဟာဈေးသက်သာဆုံးနဲ့ထုတ်လုပ်ရလွယ်ကူပြီးရန်သူလေကြောင်းကာကွယ်ရေးကိုအနိုင်ယူဖို့အကောင်းဆုံးလက်နက်တွေဖြစ်လာပါတယ်။2022ခုနှစ်မှာရုရှားကယူကရိန်းကိုကျူးကျော်တယ်။မကြာခင်မှာပဲယူကရိန်းကောင်းကင်ယံမှာ Shahab drone တွေပြန်တန်းလာတယ်။အီရန်ကရုရှားကို drone တွေထုတ်လုပ်ပေးနေတဲ့ဆိုတဲ့စွပ်စွဲချက်တွေလည်းထွက်ပေါ်လာခဲ့ပါတယ်။ဒီလိုအင်အားကြီးမှုကအီရန်လူထုရဲ့နေ့စဉ်ဘဝကိုရောဘယ်လိုတက်ရောက်မှုတွေရှိနေလဲကြည့်ရအောင်ပါအီရန်နိုင်ငံရေးမှာ conservative ရိုးရာဝါဒီနဲ့ reformist ပြုပြင်ပြောင်းလဲရေးဝါဒီဆိုပြီးကွဲပြားနေပေမဲ့ IRGC ကတော့ရိုးရာဝါဒီတွေဘက်ကနေအမြဲတမ်းရပ်တည်လေးရှိပြီးပြုပြင်ပြောင်းလဲရေးဝါဒီတွေအာဏာရလာမှာကိုသူတို့ကတားဆီးလေးရှိပါတယ်ဒီလိုတားဆီးဖို့ကြုံလာတိုင်း Basaj အဖွဲ့ကိုအဓိကထားအသုံးပြုပါတယ် Basaj အဖွဲ့ဆိုတာ IRGC ရဲ့ကြံ့ခိုင်ရေးတပ်ဖွဲ့ Volunteer Military ဖြစ်ပါတယ်အရပ်သားတွေနဲ့ဖွဲ့စည်းထားပြီးနိုင်ငံတွင်းလုံခြုံရေးနဲ့တမန်တရားဖြန့်ကျက်ရေး morality police လုပ်ငန်းတွေကိုတာဝန်ယူပါတယ်။2009ခုနှစ်သမ္မတရွေးကောက်ပွဲရလဒ်မှာမတမာမှုများရှိတယ်လို့ယူဆချက်နဲ့မိုဟာမက်အမာဒနီချက်အနိုင်ရရှိမှုကိုကန့်ကွက်ရမှာစတင်ခဲ့တဲ့အစိမ်းရောင်တော်လှန်ရေး Green Movement 2019ခုနှစ်စီစေးတက်မှုဆန္ဒပြပွဲတွေနောက်ဆုံး2022ခုနှစ်မှာအီရန်နိုင်ငံရဲ့ဝစ်စားစင်ရင်မှုစီကံချက် Hijab Law ကိုချိုးဖောက်သည်ဟုဆိုကာအကျဉ်းစာရိတ္တထိန်းသိမ်းရေးရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးထိန်းသိမ်းခံရစဉ်အတွင်းရရှိခဲ့တဲ့ဒဏ်ရာများကြောင့်မာဆာအမနီတစ်ဆုံးခဲ့ရမှုကနေဖြစ်ပွားခဲ့တဲ့ Women Life Freedom လှုပ်ရှားမှုတွေမှာ IRGC နဲ့ Basaj တပ်ဖွဲ့တွေကအဓိကနှိမ်နင်းသူတွေဖြစ်ခဲ့ပါတယ်။လူ့အခွင့်အရေးစောင့်ကြည့်တဲ့အဖွဲ့အစည်းတွေရဲ့အဆိုအရဒီဆန္ဒပြပွဲအတွင်းမှာ IRGC ကပြစ်ခတ်ဖြိုခွဲမှုတွေကြောင့်လူပေါင်းရာနဲ့ချီတစ်ဆုံးခဲ့ရပါတယ်။လက်ရှိအချိန်မှာတော့အီရန်နဲ့အစ္စရေးတင်းမာမှုတွေမြင့်တက်နေပါတယ်။ဆီးရီးယားနိုင်ငံလက်ဘနွန်နဲ့ဂါဇာဒေသတွေမှာ IRGC ရဲ့မိတ်ဖက်တွေကိုအစ္စရေးကတိုက်ခိုက်နေတယ်လို့အီရန်နိုင်ငံအတွင်းနျူကလ িয়ার စက်ရုံတွေကိုလည်းအစ္စရေးကပြစ်မှတ်ထားနေပါတယ်။ဒါ့အပြင်အီရန်အတွင်းမှာစီးပွားရေးကျပ်တည်မှုတွေငွေကြေးဖောင်းပွားမှုတွေကြောင့်ပြည်သူတွေရဲ့မကျေနပ်မှုတွေကလည်းမြင့်တက်နေပါတယ်။ IRGC ရဲ့စီးပွားရေးလက်ဝါးကြီးအုပ်မှုကိုစန့်ကျင်တဲ့အတန်တွေကလည်းပုံမှုကျေလောင်နေပါတယ်။ IRGC ကအီရန်နိုင်ငံအတွက်ကာကွယ်ရေးအင်အားတစ်ခုဖြစ်တယ်လို့ပြည်သူတွေအတွက်တော့ဖိနှိပ်မှုရဲ့သင်္ကေတတစ်ခုလည်းဖြစ်နေပါတယ်။ဒီနေ့မျိုးသောမျက်နှာစာတွေကြားမှာအီရန်နိုင်ငံရဲ့အနာဂတ်ကဘယ်လိုရှိနေမလဲဒါကတော့ကမ္ဘာကြီးကစောင့်ကြည့်နေရမယ့်အချက်ပါ IRGC ဟာ1989တော်လှန်ရေးကနေစတင်ခဲ့ပြီးအစိုးရစနစ်ကိုကာကွယ်ဖို့မွေးဖွားလာခဲ့တာဖြစ်ပါတယ် Quds တပ်ဖွဲ့ကနေတဆင့်အရှေ့အလယ်ပိုင်းတဝက်မှာဩဇာလွှမ်းမိုးမှုတွေရှိနေပါတယ်စီးပွားရေးလုပ်ငန်းတွေကိုလက်ဝါးကြီးအုပ်ထားပြီးနိုင်ငံတော်အတွင်းကနိုင်ငံတစ်ခုလိုဖြစ်နေပါတယ်ပြည်တွင်းလူခွင့်ရေးချိုးဖောက်မှုတွေနဲ့နိုင်ငံရေးဖိနှိပ်မှုတွေမှာအဓိကခန်းကဏ္ဍကနေပါဝင်နေပါတယ်ဒီနေ့အချိန်မှာတော့ဒီ Empire ကြီးရဲ့အဓိကခေါင်းဆောင်ပိုင်းတွေကြာဆုံးနေရပြီးရှေ့လျှောက်အီရန်ရဲ့အမြင့်ဆုံးခေါင်းဆောင်အပြောင်းအလဲမှာ IRGC ကဘလို့အခန်းကဏ္ဍကနေပါဝင်လာမလဲသူတို့ရဲ့စစ်အင်အားကကမ္ဘာကိုဘယ်လောက်ထိတက်ရောက်နေအောင်မလဲသူတို့ရဲ့အင်အားကအီရန်နိုင်ငံကိုကာကွယ်ပေးနိုင်မလားဒါမှမဟုတ်ပြိုကျစေမယ့်အကြောင်းရင်းတစ်ခုဖြစ်လာမလားဆိုတာကတော့စောင့်ကြည့်နေရအောင်မှာဖြစ်ပါတယ်အချိန်ပေးကြည့်ရှုခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်